ဒီနေ့ဗီဒီယိုမှာတော့ Hirara ရဲ့ Passive နဲ့ Scale အကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဇန်ရဲ့ Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ပြောရလို့ရှိရင် Hirara က Spell နှစ်ခုပါတဲ့ Hero ဖြစ်ပြီးတော့ Spell တွေကိုတစ်ခုချင်းသုံးလို့ရတယ်လို့တစ်ခုပေါ်တစ်ခုဖိပြီးတော့လဲ Spell combo အနေနဲ့သုံးလို့ရတဲ့ Hero ဖြစ်ပါတယ် Hirara ရဲ့ Passive ကတော့သူ့ရဲ့ HP ဘာနန်အောက်ကအမှတ်ကလေးနှစ်ခုဖြစ်ပါတယ် Spell combo တစ်ခါသုံးရင်တမှတ်ရောက်မှာပဲဖြစ်ပါတယ်Scale 1အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင် Scale 1ကတစ်ချက်နဲ့ရင် normal တစ်ချက်ပဲသွားမှာပါဒီနေရာမှာ brother တို့သတိထားပါတစ်ခုက Scale 1ကို joystick နဲ့ပေါင်းပြီးတော့သုံးရမှာဖြစ်ပါတယ်နားလည်လွယ်အောင်ဥပမာအနေနဲ့ပြောရလို့ရှိရင် Brody Scale 2ပုံစံမျိုးဖြစ်ပါတယ် Scale 2ကိုချိန် damage ပေးပြီးလို့ရှိရင်ကိုသွားကျင်တဲ့ direction ဘက်ကို joystick နဲ့ပြန်ပတ်Scale 2အနေနဲ့ကတော့သုံးလိုက်ရင် fan shape ပုံစံပေါ်လာပြီးတော့ damage နှစ်ချက်ထိစေမှာပဲဖြစ်ပါတယ်ပထမဆုံး Scale combo အနေနဲ့ပြောရလို့ရှိရင် brother တို့က Scale 1ကိုဖိပြီးတော့ Scale 2ကြီးကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်နားမှာရှိတဲ့ enemy တွေကို mobilize ရပ်တန့်စေပြီးတော့ AoE damage ထိစေမှာပဲဖြစ်ပါတယ်နောက်ထပ် Scale combo အနေနဲ့ပြောရလို့ရှိရင် brother တို့က Scale 2ကိုဖိပြီး Scale 1ပေါ်မှာတောင်းလိုက်လို့ရှိရင် Hirara ကခဏတိုင် immune သွားပြီးတော့ AoE damage ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ brother တို့က battle ဝင်မယ်ဆိုလို့ရှိရင် Scale 1ကိုဖိ Scale 2မှာ3 battle ဝင် damage ပေးပြီးလို့ရှိရင်2ကိုဖိ1 1 2 immune ပြီးပြန်ထွက်အဲ့လိုလုပ်လို့ရတယ်ပေါ့နော်Great armament. Item B အနေနဲ့ကတော့ Hirara ရဲ့ energy recovery လုပ်တဲ့အချိန်ဟာ skill 1 cooldown နဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ cooldown ဖက်နဲ့ထည့်မယ် early game တော်တော်လက်နဲ့ damage ပေးနိုင်အောင်ခန္ဓာ strike ထည့်မယ် enemy ကောင်တွေနဲ့ရှင်းရိုက်နိုင်အောင် wire အိတ်နဲ့ကွင်းဝင်းထည့်မယ်ပြီးရင် damage အကေကြီးထုတ်ဖို့အတွက် BOD ကိုထည့်မယ်နောက်ဆုံးမှာတော့ Malefic Rock ကိုထည့်ပြီးတော့ကျန်းလို့ရပါပြီ brother တို့ရေ